ဘန်ကမယ်လီယုစ်ကိုဓာဘက်မှာလဲလို့မေးလိုက်ပြီးမယ်လီယုစ်ကတိုက်ပွဲမှာအခိုးခံလိုက်ရကြောင်းဖြေလိုက်ပါတယ်အဲလီဇဘက်ကဒါကအရေးကြီးရမဟုတ်လားလို့မေးလိုက်တဲ့အခါမယ်လီယုစ်ကသူမကအရေးကြီးဆုံးဖြစ်ကြောင်းဖြေလိုက်တဲ့အတွက်ပီတီရဲ့တဲ့အီးရီထွက်ဖြစ်သွားပါတယ်ဟက်ဘရန်ကဒိုင်နဲ့တိုက်ခိုက်မှုကနေလွတ်လာပြီးမယ်လီယုစ်ဓာတ်ကိုလည်းကင်ထားတာကိုတွေ့ရပါတယ်ဟောင်တာရဲတိုက်ကိုပြန်ရောက်နေပြီးဘရိုနီကတေဆုံးတဲ့တဲ့တင်ကြားလိုက်တဲ့အတွက်မယုံနိုင်ဖြစ်ကဂီးသနာကိုမင်းသမီးမာဂရက်အားဘယ်လိုလျှောက်တင်မလဲလို့မေးလိုက်ပါတယ်ဂီးသနာကမာဂရက်နဲ့တွေ့နေပြီးဘရိုနီကာကို7-3နဲ့တက်ခဲ့ရဖြစ်ကြောင်းလေးလင်လျှောက်တင်လိုက်ပါတယ်ရဲတိုက်ရဲ့ပြင်ပမှာလည်းမကြခင်ကြောက်တော့မဲ့ဟိုလီဝါအတွက်ဟိုလီနဲ့ဥယျာဉ်တူးလာတဲ့မျိုးသက်တွေကငရဲဆက်ဆန်လေ့ကျင့်ရေးလုပ်နေကြရပါတယ်တစ်ဖက်မှာလည်းဘန်နဲ့ကင်းတို့ကလေ့ကျင့်နေကြပါတယ်ဘန်ကခက်ချင်းချင်းတိုက်ဖို့ကင်းကိုပြောနေပြီးသူပိုတံမာလာဖို့လူကြောင်းနဲ့နန်းတော်ကိုပြတ်သိမ်းမယ်ဆိုပြီးပြောလိုက်ပါတယ်ကင်းကကိုကိုပဲအမြဲကြီးတဲ့ဘန်နိုလူစီကဒီလိုစကားမျိုးထွက်တာမျိုးနိုင်ဖြစ်ကဘန်ကနန်းတော်အောက်မှာဝတ်ထားတဲ့ Tournament of Thanatos ကိုသူလိုချင်ကြောင်းပြောလိုက်ပါတယ်ထိုရနဲ့ပဲနဖျားတွေကိုဆက်သွယ်ကသူချေရတဲ့ကင်းရဲ့ညီမအီလိန်ကိုပြန်သွင်းခိုင်းမယ်လို့ပြောလိုက်ပါတယ်ကင်းလည်းဘန်ဘာလို့ရှင်နေဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်